စဉ်းစားမိဖို့ကြလားမသိဘူးဘဝမှာချုံမိတဲ့အရာတိုင်းကလေတကယ်တမ်းတော့ကောင်းကျိုးမပေးဘူးဆိုတာလေ အားလုံးပဲမင်္ဂလာပါ it's me ဘဝပါ welcome to my channel ဥပမာပြောရမယ်ဆိုရင်တကြားကွာတကြားကစားတော့တဲ့ခါမှာအရင်ချုံမိတယ်ပြီးတော့စိတ်ကြည်နမှုတွေကိုပေးတယ်ဒါကြောင့်မလို့လူတွေကအစားတိုင်းမှာလေတကြားထိကြတယ်ပေါ့နော်အထူးသဖြင့်အစားတော့တော်တော်များများမှာတကြားမပါတဲ့အစားတော့အရင်ရှားတယ်ပေါ့နော်ဒါပေမဲ့တကြားကိုလိုတာထက်စားရင်တော့ခုနကကျွန်တော်တို့ကိုစိတ်ကြည်နမှုပေးတယ်ဆိုတဲ့အရာရဲ့ပြောင်းပြန်ဖြစ်သွားတယ်ပေါ့နော်ဥပမာပြောရမယ်ဆိုရင်တော့သွားပို့ကြိုက်လာမယ်စီးချိုသွေးချုံနှလုံးယောဂါပေါ့နော်စသဖြင့်မလိုလားအပ်တဲ့ယောဂါတွေအများကြီးကိုပေးနေနေပေါ့နော်အဲ့တော့ဒီတကြားကိုကြည့်ချင်အဖြစ်ချုံမြေတွေဆိုတဲ့အရာတွေရဲ့အဲ့ဒီနောက်တစ်ဖက်ချမ်းမှာလဲကျွန်တော်တို့ကိုဒုက္ခပေးနိုင်တဲ့အရာတွေရှိတယ်ဆိုတာကိုကျွန်တော်နားလည်နိုင်တယ်ပေါ့နော်ကျွန်တော်တို့ဘဝကလည်းဒီလိုပဲပေါ့နော်တက်တောင့်တက်တာရှိတာပျော်စရာကောင်းတာလွယ်ကူတဲ့အရာတွေကိုပဲရွေးချယ်ချင်ကြတယ် uncomfortable ဖြစ်တဲ့အရာတွေပြီးကြတော့ခက်ခဲတဲ့အရာတွေစူးစမ်းရတဲ့အရာတွေဆိုကျွန်တော်တို့ကမလုပ်ချင်ကြဘူးပေါ့နော်ဒါပေမဲ့ပြန်စဉ်းစားကြည့်တဲ့အခါမှာကျတော့အရင်လွယ်ကူတဲ့အရာအခက်ခဲမရှိတဲ့အရာတွေကကျွန်တော်တို့ကိုအဲ့ဒီနေရာအဲ့ဒီအခြေအနေထဲမှာပဲကျွန်တော်တို့ကိုပိတ်ဆို့ရပ်တန့်သွားစေတဲ့အပြင်ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာခန္ဓာပိုင်းဆိုင်ရာတိုးတက်မှုလည်းရှိလာမှာမဟုတ်တော့ပါဘူး။ဂျာရဲ့ opposite ကကျတော့ဆေးပေါ့နော်။ကျွန်တော်ဆေးဝါးလို့ပြောတဲ့ခါမှာတော်တော်များများကအရသာခါတဲ့အရသာရှိတယ်။ဒါကြောင့်မလို့လေဆေးတွေသုံးဆောင်ရတဲ့ခါမှာတော်တော်များများဆေးတောက်ရတာမကြိုက်ကြဘူး။ဆေးမတောက်ချင်ကြဘူး။ဒါပေမဲ့အဲ့ဒီဆေးတွေကတကယ်တမ်းတော့ကျွန်တော်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ပိုးတွေကိုတတ်ပြီးတယ်ခန္ဓာကိုယ်မှာလိုအပ်တဲ့ခွန်အားတွေကိုပေးတယ်အဲ့ဒီအပြင်မှာကျွန်တော်တို့ကိုပြန်လေကျန်းမာလာအောင်ကူညီပေးနိုင်တယ်ဒီကိုချစ်ချင်းအဖြစ်ပေါ့နော်ခါတလေမှာကျွန်တော်တို့မနစ်သက်တဲ့အရာတွေကိုရွေးချယ်ခြင်းဟာပိုကောင်းတဲ့အခြေအနေဖြစ်လာအောင်ကျန်းမာလာအောင်ကျွန်တော်တို့ကိုကူညီထောက်ပံ့ပေးတယ်ဆိုတာကိုကျွန်တော်တို့ဒီမှာနားလည်နေတယ်ပေါ့နော်ဒီလိုပဲတကယ်ဘဝမှာတိုးတက်မှုပြောင်းလဲမှုဆိုတာအဲ့ဒီအရန်လွယ်ကူနေတဲ့အရာတွေထဲမလာဘူးနော်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့တက်ကရိုဆိုတဲ့အဲ့ဒီအဆင့်ကိုရအောင်ဆိုရင်တက်ကရိုဝင်ခွင့်ဆောင်မှုပွဲဆိုတဲ့အရာကိုကျွန်တော်ခက်ခဲနဲ့ရင်ဆိုင်ကြော်လွှားနိုင်မှအဲ့ဒီတက်ကရိုဆိုတဲ့အဆင့်ကိုရောက်တယ်ပေါ့နော်အဲ့ဒီအတိုင်းပဲပေါ့နော်ဘဝမှာမထချင်မနဲ့ထားရတာမတီးခံချင်မနဲ့တီးခံလိုက်ရတာသူများအနားယူနေချိန်မှာကိုကစာဖတ်နေတာမျိုးသူများဘာလို့ club တို့သွားပြီးမှပျော်ပါနေတဲ့ခါမှာကိုဂျင်သွားနေတာမျိုးအပတ်တကုတ်စူးစမ်းရင်းနဲ့ကိုမှကျွန်တော်တို့ကကြာရှုံးသွားရတာမျိုးစိတ်ကြက်လှုပ်ချင်တဲ့အရာတွေကိုလှုပ်နေတာထက်မလှုပ်ချင်ပေမဲ့မှန်ကန်တဲ့အရာတွေကိုဖြစ်တင်ဖြစ်တိုက်တဲ့အရာတွေကိုရွေးချယ်လှုပ်ဆောင်တာမျိုးဒီအရာတွေကိုလှုပ်ဆောင်ရတာတကယ်တမ်းတော့ပျော်စရာမကောင်းဘူးနော်ဒီအားတစ်ခုအဖြစ်ခံစားရတယ်ဒါပေမဲ့တကယ်တမ်းမှာကျတော့ဒီအရာတွေကပဲကျွန်တော်တို့ကိုပို့ပြီးမှခိုင်မာလာအောင်ပို့ပြီးမှတိုးတက်လာအောင်ပို့ပြီးမှအတိတိုးပွားလာအောင်ပို့မှတီးခံနိုင်စွမ်းရှိလာအောင်ခန္ဓာပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာပို့မှကျန်းမာကြိုက်ခလာအောင်ထုစစ်ပေးတဲ့အရာတွေဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနေ့ပြောချင်တာကခါးရိတ်ဆေးတွေကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကိုကုသပြီးလို့ဘဝရဲ့စင်ခေါ်မှုတွေကပဲကျွန်တော်တို့ရဲ့ဘဝကိုပိုကောင်းတဲ့အခြေအနေရလာအောင်တွန်းပို့ကူညီပေးနေတာဖြစ်တယ်ဆိုတဲ့အရာပေါ့နော်အဲကြောင့်ကျွန်တော်တို့တခုခုကို design လုပ်တဲ့အခါမှာလည်းကျွန်တော်တို့ရဲ့ခန်းစားချက်ပုံမူဒီမှာ design လုပ်တာမဟုတ်ဘဲနဲ့ဖြစ်တဲ့အရာတွေကိုရွေးချယ်လုပ်ဆောင်ခြင်းဟာပိုကောင်းတဲ့ results တွေကိုရရှိစေမှာပဲဖြစ်ပါတယ်အဲကြောင့်မလို့ဒီဗီဒီယိုကြည့်နေတဲ့တငယ်ချင်းတွေအနေနဲ့တည်ထားရမှာကတော့လွယ်ကူတယ်ဆိုတဲ့အရာတိုင်းကကျွန်တော်တို့ကိုအကောင်းဆုံးဆိုတဲ့အရာကိုမပေးနိုင်လို့အဆိုးဆုံးဆိုတဲ့အခြေအနေတွေကလည်းကျွန်တော်တို့အတွက်တကယ်တမ်းတော့အဆိုးဆုံးမဟုတ်ဘူးဆိုတာပေါ့နော်အမြင်သိရဖို့အတွက်မို့ဝဒီကနေအကြံပြုလိုက်ပါတယ်ဒီဗီဒီယိုကတင်းအတွက်တခုခုစိတ်ခွန်အားဖြစ်တယ်ဆိုရင် don't forget to like and subscribe or comment down below bye see you in my next video